မိတ်ဆွေတို့အနေနဲ့လေရင်ပြန်တစ်စီးကိုတောင်အသာလေးဆွဲနိုင်လောက်တဲ့သူမျိုးကိုမြင်တွေ့ဘူးကြပါသလားဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကဘာပေါ်ကခွန်အားကြီးဆုံးလူ6ယောက်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုသူတို့6ယောက်ကဘလောက်ထိတောင်တမာနေလို့ကဘာခွန်အားအကြီးဆုံးလူတွေဖြစ်သတ်မှတ်ခံထားရလဲဆိုတာကိုကျွန်တော်နဲ့အတူတူကြည့်လိုက်ကြရအောင်ပါပထမဆုံးတစ်ယောက်ကတော့ Larry Wade ဖြစ်ပါတယ် Larry Wade ကလက်မောင်းလဲချန်ပီယံဆုတွေကိုအကြိမ်ကြိမ်သိမ်းပိုက်နိုင်ခဲ့တဲ့သူဖြစ်ပါတယ်လက်မောင်းလဲပြိုင်ပွဲတွေကအနောက်နိုင်ငံတွေမှာဘလောက်နာမည်ကြီးလဲဆိုတာကျွန်တော်အသေးစိတ်ပြောပြဖို့တောင်လိုအပ်မယ်မထင်ပါဘူးဘာကြောင့်လဲဆိုရင်တော့အခုဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကလူငယ်တွေကြားမှာတောင်လက်မောင်းလဲပြိုင်ပွဲတွေကအရန်ကိုနာမည်ကြီးလို့ပဲဖြစ်ပါတယ်Larry Wade ကကားတစ်စီးကိုလက်တစ်ဖက်တည်းနဲ့ဆွဲနိုင်လောက်တဲ့အထိအားတန်ပါတယ်မိတ်ဆွေတို့အခုဒီဗီဒီယိုထဲမှာမြင်နေရတဲ့အတိုင်းပါပဲသူကကားတစ်စီးလုံးကိုလက်တစ်ဖက်တည်းနဲ့ဆွဲပြနေတာဖြစ်ပါတယ်ဒါအပြင်ကားပေါ်မှာတင်ထားတဲ့လူတွေရဲ့ကိုယ်လေးချိန်ကိုပါသူ့လက်တစ်ဖက်တည်းနဲ့ဆွဲနေတာဖြစ်ပါတယ်နောက်တစ်ယောက်ကတော့အလက်ဇန်နာပိုပိုဘစ်ဖြစ်ပါတယ်ဒီလူကကဘာပေါ်ကခွန်အားကြီးဆုံးလူတစ်ယောက်ဖြစ်ပြီးသူ့ကိုအပြင်ပန်းကြည့်ုံနဲ့တော့သူ့ရဲ့အားကိုခံမှန်းလို့မရနိုင်ပါဘူးသူကမြင်းတစ်ကောင်ကိုသူ့ပုခုံးပေါ်တင်ပြီးအခုလိုလမ်းလျှောက်သွားနိုင်ပါတယ်ဒီမြင်းကိုကြည့်ပြီးအဲ့ဒီမြင်းကအလေးချိန်นี้မှာပဲလို့မထင်လိုက်ကြပါနဲ့ဒီမြင်းက450ကီလိုဂရမ်အလေးချိန်ရှိပါတယ်အဲ့ဒါကိုအလက်ဇန်နာကသူ့ပုခုံးပေါ်တင်ပြီးသွားပြနေတာဖြစ်ပါတယ်နောက်တစ်ယောက်ကမိုက်ကယ်စီဘီလီယန်ပဲဖြစ်ပါတယ်ဒီလူကတက်လက်အားကစားလောကမှာတော့ဖရင်တပါးလို့ဆိုရမှာဖြစ်ပါတယ်သူ့လက်နှစ်ဖက်နဲ့ကီလိုဂရမ်များစွာသောအလေးချိန်တွေကိုမနိုင်ပါတယ်သူ့လေးတုံးတွေကိုမရက်ခါလေးတုံးတွေရဲ့ဝိတ်ကအရန်ကိုများတဲ့အတွက်ကြောင့်တန်ချောင်းကတောင်တဖြည်းဖြည်းကွေးသွားပါတယ်ဒါပေမဲ့သူတက်လက်မနေတဲ့အချိန်မှာအလေးချိန်များလုံးတာကြောင့်သူ့နာခေါင်းကနေတွေးထွက်လာခဲ့တဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်ပွားခဲ့ဘူးပါသေးတယ်။ကဘာပေါ်မှာသူတို့ရဲ့ခွန်အားကိုလူများရှိမှပြတ်တတ်နိုင်တဲ့လူတွေအများကြီးရှိပါတယ်။ဥပမာဒီလူကိုကြည့်လိုက်ပါသူကသူ့ရင်ဘတ်မှာတန်ကြိုးတစ်ချောင်းကိုခြိထားပါတယ်ပြီးရဲ့အခါမှာတော့သူ့ရင်ဘတ်ကိုဖောင်းအောင်လုပ်လိုက်တာနဲ့ဒီတန်ကြိုးကပြတ်သွားပါတော့တယ်။အဲ့ဒီလိုပါပဲဒီလူကလည်းအားဘလောက်ထိတန်တယ်လဲဆိုရင်ရေနွေးအိတ်ထဲထည့်ပြီးအပူငွေ့ကပ်လိုက်တဲ့ရေနွေးဘူးကိုဒီလူကသူ့ပစက်နဲ့မှုပြီးပေါက်အောင်လုပ်ပြလိုက်ပါတယ်။အဲ့ဒီရေနွေးဘူးရဲ့ယာပါကဘလောက်ထိထူတယ်လဲဆိုတာအားလုံးလည်းသိကြမှာပါတာမန်လူတယောက်ကသူ့လက်ချောင်းတွေကိုဘလောက်ပဲတန်အောင်လုပ်သူ့လက်ချောင်းနဲ့အုံသီးကိုအပေါက်ဖောက်လို့ဘယ်တော့မှရမှာမဟုတ်ပါဘူးဒါပေမဲ့ဒီလူကတော့သူ့လက်ချောင်းတစ်ချောင်းနဲ့အုံသီးအားလုံးကိုအပေါက်ဖောက်ပစ်လိုက်ပါတယ်အခုဒီလူရဲ့လက်ချောင်းကဘလောက်အားရှိမလဲဆိုတာမိတ်ဆွေတို့ကိုယ်တိုင်ခံမှန်းကြည့်လို့ရပါတယ်ဒီလိုမျိုးလူတယောက်ထပ်ပြီးရှိနေပါသေးတယ်သူကသူ့အားနဲ့အုတ်ခဲကြောက်တုံးစားတဲ့အရာတွေအားလုံးကိုချိုးဖျက်ပစ်နိုင်ပါတယ်သူ့လက်ပင်အောက်မှာဖိထားပြီးပန်းတီတစ်လုံးကိုတောင်ကွဲချေအောင်လုပ်နိုင်ပါတယ်။ခြေထောက်နဲ့ကန်ပြီးတန်ချောင်းတစ်ချောင်းကိုကွေးအောင်လုပ်တာကဘလောက်ခက်ခဲတဲ့အလုပ်ဖြစ်မလဲ။ဒါပေမဲ့ဒီလူကတော့သူ့ရဲ့ခြေထောက်တစ်ချောင်းချင်းစီနဲ့တန်ပြုံကိုကွေးအောင်လုပ်ပစ်လိုက်နိုင်ပါတယ်။နောက်တစ်ယောက်ကတော့အိန္ဒိယနိုင်ငံသားအဘီရှေးဆိုသူဖြစ်ပါတယ်။သူကသူ့ရဲ့ထိုးချက်တစ်ချက်တည်းနဲ့အုံသီးတစ်လုံးကိုပေါက်အောင်လုပ်ပစ်နိုင်ပါတယ်။သူ့လက်နဲ့ထိလိုက်တာနဲ့အုံသီးကပေါက်ထွက်သွားပါတော့တယ်မသိရင်တော့သူကပူစီပေါင်းလေးတွေကိုအနဲ့လိုက်ထိုးဖောက်နေတယ်လို့မျိုးပါပဲ။နောက်တစ်ယောက်ကတော့အက်တီဟောဖြစ်ပါတယ်သူ့ကိုတော့ကဘာခွန်အားအကြီးဆုံးလူလို့သတ်မှတ်ထားကြပါတယ်ဘာကြောင့်လဲဆိုတော့သူကလေရင်ပြန်တစ်စီးကိုတောင်ဆွဲနိုင်လောက်တဲ့ခွန်အားတွေရှိနေလို့ပဲဖြစ်ပါတယ်အခုဗီဒီယိုထဲမှာမြင်တွေ့ရတဲ့အတိုင်းပါပဲသူကသူ့ကားမှာလေရင်ပြန်နဲ့ခြိထားတဲ့ကြိုးတစ်ချောင်းကိုခြိထားပါတယ်ပြီးရဲ့အခါမှာတော့သူကရှေ့ကကြိုးတစ်ချောင်းကိုကင်ပြီးလေရင်ပြန်ကိုဆွဲပြနေတာဖြစ်ပါတယ်ဒါအပြင်သူကအလေးချိန်ကြီးကြီးမားမားတွေကိုလည်းမနိုင်ပြီးတနေရာကနေနောက်တနေရာကိုရွှေ့နိုင်ပါသေးတယ်မိတ်ဆွေတို့ဆိုရင်ရောပခုံးပေါ်မှာကီလိုဂရမ်လေးချိန်ဘယ်လောက်ထိကိုတည်နိုင်မယ်လို့ထင်ပါတယ်နောက်တစ်ယောက်ကတော့ဘတ်စလီကိုမိုစကီဖြစ်ပါတယ်ဒီလူကကဘာခွန်အားအကြီးဆုံးပါးရချိန်ဘီယံဖြစ်ပါတယ်သူကလူတစ်ယောက်ကိုရိုက်ချလိုက်ရင်အဲ့ဒီလူကမေယိုကျိုးပြီးတတိလစ်သွားတော့တာပါပဲသူကဖျဲသီးတစ်လုံးကိုသူ့လက်နဲ့ရိုက်လိုက်ရင်အဲ့ဒီဖျဲသီးကအစိတ်အမွှားမွှားဖြစ်သွားပါတယ်မိတ်ဆွေတို့အနေနဲ့အခုမြင်တွေ့နေရဲ့လက်တီထိုးကိန်းဆက်ကိုတော့တိကျမှာပါဒီဘောလုံးပေါ်မှာလက်တီတစ်ချက်ထိုးလိုက်ရင်ဒီဆက်ကအဲ့ဒီလက်တီထိုးချက်မှာဘယ်လောက်အားရှိလဲဆိုတာပြောပြပေးပါတယ်ဒါပေမဲ့ဒီလူရဲ့လက်တီကတော့အရန်ကိုအပြင်းလုံးလာတယ်ထင်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့သူတစ်ချက်ထိုးလိုက်တာနဲ့ဆက်ကတန်းပြီးပြတ်သွားတော့လို့ပဲဖြစ်ပါတယ်။ဒီလူကိုကြည့်လိုက်ပါသူကခြေထောက်ဝေးကျင်ကန်အတွက်ဘလောက်ထိများတဲ့ဝိတ်တုံးတွေကိုမနေတာလဲဆိုတာဘယ်သူမှမသိကြပါဘူး။တစ်ခါတလေမှအပြင်ပန်းခန္ဓာကိုယ်ကြည့်ပြီးအဲ့ဒီလူတွေရဲ့တမာမှုကိုခံမှန်းလို့မရဘူးဆိုတာကိုဒီရှောင်းလင်ဘုံကြီးတွေကိုကြည့်လိုက်ရင်သိမှာပါရှောင်းလင်ဘုံကြီးရဲ့ခေါင်းပေါ်မှာကြောက်ပြားနှစ်ချက်ကိုတင်ထားပါတယ်။အဲ့ဒီအပေါ်ကနေဒူးနဲ့ရိုက်ပြီးဒီကြောက်ပြားနှစ်ချက်လုံးကိုချိုးဖျက်ပစ်လိုက်ပါတယ်။ဒါပေမဲ့ဒီရှောင်းလင်ဘုံကြီးရဲ့ခေါင်းကတော့ဘလို့နာကျင်မှုမျိုးကိုမှမခံစားလိုက်ရပါဘူးဒီဗီဒီယိုမှာဆိုရင်လေဒီလူကသူ့ရဲ့လက်သီးတစ်ချက်တည်းနဲ့ဒူးရင်သီးတစ်လုံးကိုခွဲပြလိုက်ပါတယ်ဒူးရင်သီးဆိုတာကတော့မိတ်ဆွေတို့လည်းသိတဲ့အတိုင်းပါပဲပတ်ပတ်လည်မှာစူးတွေနဲ့မို့လူကိုမထိခိုက်မိအောင်ဂယုတစိုက်တည်ဆောင်ရပါတယ်ဒါပေမဲ့ဒီလူကတော့သူ့ရဲ့လက်သီးတစ်ချက်တည်းနဲ့ဒူးရင်သီးကိုခွဲပြလိုက်တာဖြစ်ပါတယ်အခုလိုမျိုးစတန်ပြတဲ့အကွက်မျိုးကလိုက်လုပ်ကြည့်ဖို့အင်မတန်မှခက်ခဲပါတယ်ဒါပေမဲ့ဒီလူကတော့တခါတလေမှာသူ့ကိုယ်ပေါ်မှာသူ့ကောင်မလေးကိုတောင်တင်ပြီးစတန်ပြလိုက်ပါသေးတယ်ဒါကတကယ့်ကိုမလွယ်ကူတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ကြက်ဥတစ်လုံးကဘလောက်ထိပြော့တယ်ဆိုတာကျွန်တော်တို့အားအောင်သိကြပါတယ်။ကြက်ဥကမြေကြီးပေါ်ကျသွားရင်ချက်ချင်းပဲကွဲသွားမှာပါ။ဒါပေမဲ့
ကဘာပေါ်မှာဒီလိုလူတွေလည်းရှိရသေးတယ်သူတို့လက်ထဲမှာကြက်ဥတစ်လုံးကိုကင်ပြီးအုတ်ခဲတွေကိုဒီလိုမျိုးချိုးဖျက်နိုင်ပါတယ်ဒီလောက်ခိုင်မာတဲ့အုတ်ခဲတွေကိုချိုးဖျက်ပြီးတဲ့နောက်မှာတော့သူတို့လက်ထဲကကြက်အိုးကတော့လုံးဝကိုကွဲသွားခြင်းမရှိပါဘူးနောက်တစ်ယောက်ကတော့ပတာပလက်ပဲဖြစ်ပါတယ်ဒီလူကလည်းဘလောက်ထိတောင်တမာတလဲဆိုရင်သူကသူ့တတောင်စစ်နဲ့ကွန်ကရစ်တိုင်တွေကိုတောင်ချိုးဖျက်နိုင်ပါတယ်ကျွန်တော်တို့ခုနကပဲတမာတဲ့ရှောင်းလင်ဘုံကြီးတွေအကြောင်းကိုပြောပြခဲ့ပါသေးရဲ့အခုလဲဒီအတိုင်းပါပဲသူတို့ရဲ့ခွန်အားကြီးမှုရဲ့တက်တဲ့တစ်ခုကတော့သူတို့ရဲ့လက်ချောင်းတစ်ချောင်းနဲ့တောင်တိုက်ထိုးနိုင်ကြပါတယ်ပုံမှန်လူတွေဆိုရင်လက်နှစ်ဖက်နဲ့တောင်တိုက်ကိုမနှိထိုးနေကြရတာဖြစ်ပါတယ်ဒါပေမဲ့ဒီရှောင်းလင်ဘုံကြီးတွေကတော့လက်ချောင်းတစ်ချောင်းနဲ့တောင်တာတာယာပဲတိုက်ထိုးနိုင်ကြပါတယ်ကျွန်တော်ဒီနေ့ပြောပြသွားတဲ့အကြောင်းအရာလေးကတော့ကဘာပေါ်ကတမာပြီးခွန်အားကြီးတဲ့လူတွေအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ဗီဒီယိုတွေကလူတွေရဲ့တမာမှုကတော်ယုံလေးကျင့်ယုံနဲ့မရရှိနိုင်တဲ့တမာမှုတွေဖြစ်ပါတယ်အားလုံးထဲမှာဘသူကတမာဆုံးဖြစ်မလဲဆိုတာကိုမှတ်မှာလဲဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ကိုလည်းအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုအမြဲရှာဖွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့ Create Studio လေးကို Like and Subscribe လုပ်ခဲ့ကြဖို့လည်းမမေ့ပါနဲ့နော်